အရဟံနဲ့တပတ်စီပရိတလုံးပရိတပတ်မယ်ပရိလုံးလေးပေါင်းဘယ်နှလုံးပါတော့ဟေးအောင်တရားရှစ်ကွဲဗုဒ္ဓဆယ်ဆိုသမှာဗုဒ္ဓမြတ်စွာဘုရားရဲ့စက်ကဆက်လက္ခဏာမြတ်စွာဘုရားတခင်ကဒီလိုချီးပွားမယ်ဆက်လက္ခဏာအကွက်ကလေးတွေပေါင်း108ကွက်ပါတယ်ချီတော်ရာဘုရားချီတော်ရာတွေဖူးဖူးကြလားဖူးအဲ့ဒီဖူးရင်အဲ့ဒီမဲ့အကွက်လေးတွေဘယ်နှကွက်ပါတော့108ကွက်ပါလို့စိတ်ပရိလည်းပဲ108လုံးလုံးထားတယ်ဟုတ်လားအဲ့ဒီစိတ်ပရိ108လုံးတပတ်နောက်တကအရဟံတပတ်ပြီးတော့သမ္မာသမ္ဗုဒ္ဓောပရိတလုံးချသမ္မာသမ္ဗုဒ္ဓောသမ္မာသမ္ဗုဒ္ဓောနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့2ပတ်ရတော့နောက်ပါစိတ်မယ်ဝိဇ္ဇာစရဏတမ္ပနောဝိဇ္ဇာစရဏတမ္ပနောနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့3ပတ်ပြီးတော့ပါစိတ်မယ်သူကတော်နဲ့တပတ်စိတ်ဘယ်နှပတ်ရတော့4ပတ်ပြီးတော့ပါစိတ်မယ်လောကဝိတုနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့ပြီးတော့ပါစိတ်မယ်အနုတ္တရောနဲ့တပတ်စိတ်ရတယ်အနုတ္တရောပရိတလုံးချအနုတ္တရောနဲ့တပတ်စိတ်ဘယ်နှပတ်ရတော့6ပတ်ရသွားပြီးတော့ပါစိတ်မယ်ပုရိသဓမ္မသာရတိနဲ့တပတ်စိတ်ဘယ်နှပတ်တော့9ပတ်ရသွားပြီးတော့သတ္ထာဒေဝမနုဿာနံနဲ့တပတ်စိတ်ဘယ်နှပတ်တော့10ပတ်ရှိပြီးတော့ပါစိတ်မယ်ဗုဒ္ဓောနဲ့တပတ်စိတ်ဘယ်နှပတ်တော့9ပတ်ပြီးတော့ပါစိတ်မယ်ဘဂဝါနဲ့တပတ်စိတ်ဘယ်နှပတ်တော့10ပတ်ဘုရားကုံတော်10ပတ်တပတ်နှုံနဲ့မနေ့အိယာထရင်10ပတ်နေ့လယ်12နာရီဆိုရင်10ပတ်စိတ်ညအိယာဝင်မအိတ်ခင်10ပတ်စိတ်ဒီနေ့ပရိပတ်30စိတ်မင်းဘုံကြီးရောပေါ့လို့ပြောတယ်ဒီနေ့ပရိပတ်ဘယ်လောက်စိတ်ရအောင်လို့ဟေးမနေ့10ပတ်နေ့လယ်12နာရီ10ပတ်ညအိယာဝင်10ပတ်ဒီနေ့ပရိပတ်ဘယ်လောက်တော့30စိတ်